စာကတိကျမ်းဆိုတာကလေတကယ်ကိုမရေရာမှုတွေစိတ်ပြတ်အားငယ်မှုတွေပြည့်နေတဲ့အချိန်ကာလတစ်ခုရဲ့အလဲဘဟုတ်ကနေပေါက်ဖွာလာတဲ့ prophet future ဆိုင်ရာကျမ်းတစ်ဆောင်ပါဆိုတော့ဒီကျမ်းစာထဲမှာဖုံးကွယ်ထားတဲ့မျော်လင့်ခြင်းရဲ့သတင်းစကားတွေကိုအတူတူရှာဖွေကြည့်ကြရအောင်ကဲအချင်းကိုနည်းနည်းလေးနောက်ပြန်သွားကြည့်အောင် PC 900ဝန်းကျင်လောက်ကိုပေါ့ဂျေရုဆလင်မြို့စစ်ကြောင်အပြည့်အစည်းတွေအမာရွက်တွေနဲ့ပြည့်နေတယ်မြို့ရဲ့နှလုံးသီးဖို့ထွတ်တဲ့ဘေးမှန်တော်ကလည်းပြားဝန့်ပေါ်ရောက်နေပြီလူတွေကတော့နှစ်ပေါင်းများစွာပြင်းထန်နှန်းခံခဲ့ရပြီးနောက်ပြန်ရောက်လာပေမဲ့လုံးဝကိုပင်ပန်းနွားမဲ့ပြီးမျောလင်းချက်မိတ်နေကြတဲ့အခြေအနေပေါ့အစပိုင်းမှာတော့အရာအလုံးကိုပြန်ဒီဆောက်ကြမယ်ဆိုပြီးစိတ်သက်တည်တက်ကြွဟေကြတာပေါ့ဒါပေမဲ့အချိန်ကြီးကြာလာတော့အဲ့ဒီအရှင်ကဟုန်ကြီးကြာသွားတယ်နေ့စဉ်ဘဝရဲ့စာဝတ်နေရေးအတွက်ရုန်းကန်ရတာတွေကပိုပြီးအရေးကြီးလာတော့အလုံးကကိုယ့်ဘဝအတွက်ပဲကိုအာယုံစိုက်နေရတဲ့အခြေအနေမျိုးဖြစ်သွားခဲ့တယ်အဲ့ဒီလိုအချိန်မျိုးမှာပဲ Prophet Zachary ပေါ်ထွက်လာခဲ့တာပါသူကယတိပူလောဟိတ်မျိုးနွယ်ကနေဆင်းသက်လာတဲ့အတွက်လူတွေရဲ့ဝိညာဉ်ရေးရလူအချက်ကိုလည်းနားလဲတယ်လက်တွေ့ဘဝရဲ့အခက်အခဲတွေကိုလည်းသိတယ်ဒါကြောင့်သူ့ရဲ့သတင်းစကားကလူတွေရဲ့မေးမိန်နေတဲ့မျိုးလင်းချက်တွေကိုပြန်ပြီးမိထိုးညှိပေးဖို့ထစ်လာခဲ့ပါတယ်ဒါပေမဲ့ထူးခြားတာကဇာခရီရဲ့ပထမဆုံးသတင်းစကားကအုတ်တီကြောက်တီနဲ့အဆောက်အုံတွေပြန်ဆောက်ဖို့အကြောင်းမဟုတ်ခဲ့ဘူးရအဲ့ဒီပိုအေးကြီးတဲ့ဝိညာဉ်ရေးရပြန်လဲနိုးထိုးဖို့အကြောင်းကိုပဲဥတီပြောခဲ့တာပါဒီစကားကဇဂရီရဲ့အမှုတော်တလျှောက်လုံးရဲ့အဓိကအုံမြစ်ပါပဲဒါကဘုရားသခင်ဘက်ကပေးတဲ့ဖိတ်ခေါ်ချက်တစ်ခုပါလူလေဘက်ကစိတ်နှလုံးသားနဲ့သူ့စီကိုပြန်လှည့်လာမယ်ဆိုရင်သူကလည်းသူတို့နဲ့အတူရှိပြီးကြွယ်ကာဆောင်းရှောက်မယ်ဆိုတဲ့ကတိတော်တစ်ခုလိုပါပဲဇာခရီကသူတို့ရဲ့တမိုင်းကိုမိုင်းတစ်ချက်လို့ပြန်ထောင်ပြခဲ့တယ်ဘာလို့လဲဆိုတော့အတိတ်ကဘူဖေးဒီရဲ့မနာခံမှုကြောင့်ဒီလိုအဖြစ်ဆိုးတဲ့ကြုံခဲ့ရတယ်ဆိုတာကိုသတိပေးခြင်းလို့ပါဆိုလိုတာပါအခုနောက်တရပြီးပြန်လှည့်လာဖို့ဆိုတဲ့သူ့ရဲ့ခေါ်တံကိုပို့ပြီးလေးနက်စီခြင်းလို့ပါပဲအမားဟောင်းတွေကိုထပ်မကျူးလွန်မိဖို့ပေါ့ကဲဒီနောက်မှာတော့ဇခရီတွေ့ခဲ့ရတဲ့တကယ်ကိုအံ့အားစရာကောင်းတဲ့ယူပါယုံဒီအကြောင်းကိုဆက်ပြောရအောင်ဒီယူပါယုံတွေကစကလုံးတွေတတ်တတ်ပို့ရတယ်လူတွေစိတ်ထဲမှာအနက်ရှိုင်းဆုံးဖြစ်နေတဲ့ကြောက်ရွံ့မှုတွေအတွက်ဖျားသခင်စီကလာတဲ့ပုံဆောင်အဖြေတွေပါပဲစဉ်းစားကြည့်လေအဲ့ဒီခေတ်မှာမြို့တစ်မြို့အတွက်အကာအကွယ်ဆိုတာမြို့ရိုးပဲအခုဂျေရုဆလင်မှာမြို့ရိုးမရှိဘူးဆိုတော့ဘလို့လုပ်ပြီးကာကွယ်မှာလဲဒါကလူသားရဲ့စိတ်ထဲမှာရှိနေတဲ့မေခွန်ကြီးတစ်ခုပေါ့ဒီမှာဖျားသင်ရဲ့အဖြေကတကယ့်ကိုအားလုံးကိုအံ့အားသင့်စေခဲ့တယ်ရုပ်ပိုင်းဆိုင်ရာအုံမျိုးရိုးတွေထက်အများကြီးပိုကြီးမြတ်တဲ့ကာကွယ်မှုအကြောင်းပြောခဲ့တာပါဖျားသခင်ကိုယ်တိုင်ကသူတို့ကိုဝင်ရန်ထားတဲ့မီးမျိုးရိုးဖြစ်မိတဲ့အကာအကွယ်ပချားမကဘူးသူတို့ရဲ့အလယ်မှာဖုံးအထည်တွေအဖြစ်ရှိနေမယ်လို့ပါဆိုလိုတာပါနောက်ထပ်ယူပါယုံတစ်ခုကတရားယုံထက်ကမြင်ကွင်းတစ်ခုလိုပါပဲ Yes ဘူရဟိမင်းယောရှုကိုစာတန်ကတရားစွဲနေတယ်ဒါပေမဲ့ဖျားသခင်ကသူ့ဘက်ကနေကာကွယ်ပေးခဲ့တယ်ဒီမှာမီးထက်ကဆွဲထုတ်လိုက်တဲ့ထင်းစဆိုတဲ့စကားကတကယ်ကိုအတိပ္ပယ်လင်းနေပါတယ်လုံးဝပျက်စီးသွားတော့မယ့်အချိန်ကြီးကနေဆွဲထုတ်ကတင်လိုက်တာကိုပုံဖော်နေတာပါဒီဖြစ်စဉ်ကိုအဆင့်၄ဆင့်နဲ့ကြည့်လို့ရပါတယ်ပထမဆုံးကညစ်ပြေနေတဲ့ဝတ်တင်နဲ့ရက်နေတဲ့ယောရှုဒါကဒီမျိုးသားလုံးရဲ့အဖြစ်ကိုခိုးစားပြုတယ်ပြီးတော့ဖျားသခင်ကအဲ့ဒီအဝတ်တွေကိုချွတ်ခိုင်းပြီးထန်ရှင်းတဲ့အဝတ်တွေပြန်ဝတ်ပေးတယ်ဒါကအဖြစ်ခွတ်လွတ်ခြင်းနဲ့ပြန်လေတိဆော့ခြင်းကိုပြတယ်နောက်ဆုံးမှာတော့အညွတ်လောက်ခေါ်တဲ့ကေဒင်ရှင်တို့ကိုပေါ်ထုံးစေမယ်ဆိုတဲ့ကတိတော်နဲ့အဆုံးသတ်ထားပါတယ်ဒါကတော့ဇာခရီကျန်တဲ့ကအကျော်ကြားဆုံးစကားတစ်ခုထိမဲ့တဲ့ဒီစကားကိုဘယံခါဇေရူဘဘေလာကိုပြောပြတာပါပြီးမှတော့ပြန်တီဆောက်ရေးဆိုတဲ့ကြီးမားရဲ့တာဝန်ကြီးကလူအင်ဟာလူတန်ခိုးနဲ့မဖြစ်နိုင်ဘူးဖျားသခင်ရဲ့ဝိညာဉ်တော်တန်ခိုးနဲ့ပဲဖြစ်မြောက်နိုင်မယ်ဆိုတာကိုအလေးပေးပြောကြားခဲ့တာပါဟုတ်ပြီခုဇာခရီချန်ရဲ့နောက်တစ်ပိုင်းမျောလင်းချက်ရဲ့အထွေထိပ်လို့ပြောလို့ရတဲ့မေရှယာဆိုင်ရာတိကျတဲ့ prophet future တဲ့ဘက်ကိုတွားချကြရအောင်ဒီမှာတော့အနာဂတ်မှာကြွလာမယ်ဘယင်တစ်ပါးအကြောင်းကိုတကယ့်ကိုရှင်းရှင်းလင်းလင်း prophet ပြုထားတာတွေ့ရပါတယ်ဒါပေမဲ့အဲ့ဒီဘယင်ကဘလို့ဘယင်မျိုးဖြစ်မလဲဆိုတာကတော့တကယ့်ကိုစိတ်ဝင်စားစရာပါပဲဒါပေမဲ့ဒီဘယင်ကလူတွေမျောလင့်ထားတဲ့ပုံစံမျိုးလုံးဝမဟုတ်ဘူးအဲ့ဒီခေတ်ကအွန်လိုင်းဒူဘယင်တွေကတန်ခုံးအာနာကိုပြတဲ့အစ်မြင်ကြီးတဲ့အစီးပြီးဝင်လာကြတာစကရီပြတဲ့ဘယင်ကတော့ငင်းချမ်းခြင်းနဲ့နှိမ်ချခြင်းကိုပြတဲ့မြေးကလေးကိုစီးပြီးလာမဲ့တဲ့အင်အားတုံးအုပ်ချုပ်မှာမဟုတ်ပဲကယ်တင်ခြင်းကိုယူဆောင်လာမဲ့ဘယင်မျိုးပါဒီ prophet ပြုချက်ကနောက်ပိုင်းဂျေရုဆလင်မြို့တွေကိုယေရှုဝင်ရောက်လာခြင်းမှာအတိအကျပြည့်စုံခဲ့ပါတယ်ကဲအခုတော့ဒီကျမ်းရဲ့အဆုံးတဲ့အထွတ်ထိပ်ဖြစ်တဲ့ဖျားတဲ့ရဲ့အဆုံးစွန်အောင်ပွဲအကြောင်းကိုရောက်လာပါပြီ။ထာဝရဘုရားရဲ့နေ့လို့ခေါ်တဲ့အချိန်တစ်ခုအကြောင်းပြောပြထားပါတယ်။ဒါကတာမန်တိုက်ပွဲတစ်ခုအကြောင်းပြောနေတာမဟုတ်ဘူး။စကြဝဠာတစ်ခုလုံးနဲ့ဆိုင်တဲ့တိုက်ပွဲဖျားသခင်ကိုတော်တိုင်
ဂျေရုဆလင်အတွက်ဝင်ရောက်တိုက်ခိုက်ပြီးသူ့ရဲ့တရားမျှတမှုကိုအဆုံးစွန်တည်စီမဲ့တိုက်ပွဲအကြောင်းပါအရာအလုံးပြောင်းလဲသွားမဲ့နေ့တနေ့ပေါ့ ပြီးတော့ဒီကျမ်းထဲမှာတကယ်ကိုထူးခြားပြီးကြေကွဲစရာကောင်းတဲ့ prophet budget တစ်ခုရှိသေးတယ်အထိုးဖောက်ခံရတဲ့သူတယောက်ကြောင့်ပါတမျိုးသားလုံးကသူတို့ကိုယ်တိုင်ထိုးဖောက်ခဲ့တဲ့သူကိုပြန်မြင်ပြီးနောင်ထားကြီးစွာနဲ့ငိုကြွေးကြမယ်ခိုက်တာအကြောင်းဖော်ပြထားတာပါဒါကလည်းကယ်တင်ရှင်မေရှိယာကိုပဲညွှန်းဆိုနေတာဖြစ်ပါရဲ့ အဲ့ဒီအောင်ပွဲပြီးတဲ့နောက်မှာဘာတွေဖြစ်လာမလဲအရာအလုံးအသက်ဖြစ်သွားပါမယ်အပြစ်တွေကိုဆေးကြွဖို့စမ်းရဲ့အတွင်းတစ်ခုပွင့်လာမယ်ဖျားသခင်ကကဘာမြေကြီးတစ်ခုလုံးရဲ့ဘီရင်ဖြစ်လာမယ်ဂျေရုဆလင်မြို့ကနေအသက်ဆန်းရည်တွေစီးထလာပြီးနေ့စဉ်သုံးနေတဲ့တာမန်အရာတွေတောင်မှဖျားသခင်တို့တန့်စင်တဲ့အရာတွေဖြစ်လာမယ်လို့ဆိုထားတယ် ဆိုတော့ပြန်စဉ်းစားကြည့်ရင်ပြပြနေတဲ့အခြေအနေတွေမျောလင့်ချက်မှတ်နေတဲ့အခြေအနေရဲ့အလယ်မှာအဆုံးစွန်အောင်ပွဲဆိုတာတကယ်တော့ဘလို့ပုံစံမျိုးလဲဇာခရီကျမ်းကပြပြနေတဲ့မြို့ကနေထာဝရနိုင်ငံတော်အထိခရစ်စတန်တစ်ခုလုံးကိုချိတ်ဆက်ပေးရင်မျောလင့်ခြင်းနဲ့ယုံကြည်ခြင်းရဲ့တကယ်နဲ့တာတာကိုပြန်လည်ဆင်ခြင်စေခဲ့ပါတယ်